ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော် Telegram မှာဒါပုံနဲ့ဗီဒီယိုတွေဒါ auto save နေတာကိုဘယ်လို setting ပြန်ချိန်ရမလဲဆိုတော့ပြောပြပေးမှာဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ကျွန်တော် Telegram နဲ့ဝင်ပါမယ်။ Telegram နဲ့ဝင်ပြီးဒီအောက်ခြေလေးမှာဒါ setting ဆိုတာရှိအဲ setting ကိုတစ်ချက်နှိပ်ပြီးပါ။နှိပ်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီမှာလိုလေးပေါ်လာမှာပေါ့နော်။ဒီလိုတွေကမှကျွန်တော်တို့ကဒါ data and storage တွေကိုတစ်ချက်ဝင်မယ်။ဝင်ပြီးဆိုတာနဲ့ဒီအောက် Play Store ကျရင် save to ကြလာတွေဆိုတာရှိရပေါ့နော်။ save to ကြလာတွေမှာကျွန်တော်ဒီမှာပုံတွေပါရာစေးမလားဒါ on ပေးထားပါတော့ဒီမှာ group ဆို off ထားတယ်ဒါ3မျိုး3စားတော့ရှိမှာပေါ့နော်private chat ကကြတော့တုံးတဲ့တယောက်စကားပြောတာgroup ကကြတော့ကျွန်တော်တို့ဒါ group တွေပါတွေ join ထားတာပေါ့နော်channel ကကြတော့ကျွန်တော်တို့ဒီ channel ဒါစကားတွေပါတင်တဲ့ channel တွေပါတွေအခြား channel တွေပါတွေဒါ join ထားတဲ့ဟာတွေပေါ့နော်အဲ့ဒါလေးကျွန်တော်တို့တွေကဒါဒီ channel တွေကကိုစကားကြည့်အောင်မယ်ဆိုရင်တော့ဒါလေးတွေ off ထားလိုက်ပါဒီ group ဆိုလဲကိုအရင်ကြီးတဲ့ group တွေပါတယ်ဒါလေးလည်း off ထားလိုက်ပါတော့private chat ကကြတယောက်နဲ့တော့စကားပြောတာကိုကအမြဲတမ်းဒါတူတဲ့ပုံတွေပါပြောပြမအောင်ခြံထားခြင်းတယ်ဆိုလဲကိုကဒီဟာလေး on ထားပေးပါတော့နောက်ပြီးတော့ကျွန်တော်တို့ဒီမှာကကျွန်တော်တစ်ချက်ဝင်ကြည့်လိုက်မယ်နော်တစ်ချက်ဝင်ကြည့်လိုက်မယ်ကျွန်တော်ပိုတိုနဲ့ဗီဒီယိုနဲ့ဒါဘယ်ဥစ္စာကိုစိတ်ကြိုက်စိတ်မှလဲဆိုတော့ဒါနောက်တဲ့ function ထပ်ပါသေးတယ်function ဒါကိုကဗီဒီယိုပဲစိတ်မှဆိုဗီဒီယိုပဲဗီဒီယိုမှကျွန်တော်တို့တွေက maximum video size ဘယ်လောက်ထိကိုကျွန်တော်တို့ကစေ့မှာလဲဆိုတော့ကျွန်တော်တို့ဒါပါသေးရပေါ့နော်တော်တော်လေးကို function ဆုံးပါတယ်အခုပြအဲ့ဒီအောက်မှာကexception ပေါ့နော်ဒါတော့အထူးဒါကိုရေးကြည့်တဲ့ပုံကိုကြီးပါရဲ့ကိုတီးသတ်မှတ်ချင်တဲ့သူတွေဆိုရင်ဒါexception နဲ့ဝါလို့ရပါတယ်exception မှာဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်လူကိုရဲ့တင်ငယ်ချင်းတွေပါဒါcontact တွေပါရှိရဆိုတာနှိပ်ပြီးမှတ်လို့ရပါတော့ကျွန်တော်တော့ကလောလောဆယ်တော့မရှိသေးဘူးဥပမာအနေနဲ့ကျွန်တော် channel နဲ့ဆက်ပြမယ်channel ကကျွန်တော်မှ channel ဝင်လိုက်မှဝင်ပြီးကျွန်တော်တို့ဒီမှာexception နှိပ်လိုက်မှနှိပ်လိုက်ဆိုရင် channel တစ်ခုရှိပါတော့channel ဒါပေါ်လိုက်ဆိုအဲ့ channel တွေကကျွန်တော် video ပဲစေးမှာလားပုံပဲစေးမှာလားဆိုတာနှစ်ခုရွေးလို့ရတော့video စေးမှာဆိုတာဘယ်လောက် megabyte တွေဒါဘယ်လောက် KB စေးမှာလဲပေါ့နော်အဲ့ဒါလေးတစ်ချက်ဒီလိုမျိုးလေးနှိပ်လိုက်လို့ရတော့ဒါမှမဟုတ်ကိုကလိုချင်တော့ပြန်ဖြတ်ချင်တယ်ဆိုတော့ဒါကကြတိတက်မှာတာပေါ့ဒါတွေကကြဒါအကုန် all ပေါ့နော်ဒီကောင်လေးကကြဒါလေးဖွင့်ထားမယ်ဒါအကုန်စေးမယ်ဟိုကလုံးမယ်ဒါတီးတန်းဟိုကဘယ်ဥစ္စာပဲဗီဒီယိုပဲစေးမယ်ပုံပဲစေးမလားဒီ channel အတွက်ပဲဒါဗီဒီယိုနဲ့ပုံနဲ့စေးမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါလေးကကျွန်တော်ပြန်ဖြတ်လိုက်ပါမယ်ဒါလေးကိုကလုံးဝကိုအရင်မကြည့်ပါညာဆိုရင်တော့ဒါလေးပိတ်ထားလိုက်ပါအလကားနဲ့ကျွန်တော်တို့ zero လေးတွေပြည်တာပါညာဖြစ်နိုင်ပါတယ်ဒါလေးကတော့ကျွန်တော်တို့အဆင်ပြေကြမလို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်